ရှင်ပြလာမယ်ဟုတ်လားအဲ့လိုတရားတရားတွေရှင်ပြပြီးတော့နောက်ဘာဖြစ်လာမလဲဆိုတော့ဉာဏ်ရှင်လာလိမ့်မယ်ဟုတ်ရဲ့လားဒီခန္ဓာ၅ပါးယုံနာတရားတွေဟာဖြစ်ပြီးရင်ဖြစ်ပါပါဗျာဘာရှင်လာလဲဉာဏ်ရှင်ပါဘာလို့တရားနာလို့ဒါဆိုရင်ဦးဇင်းတို့ဆွေတော်မျိုးတော်တို့ဟာတရားလေးတွေနာဖို့လိုသလားမလိုဘူးလားတရားနာရင်နံပါတ်1ဘာဖြစ်မှာဗราတရားတွေရှင်မဲ့နံပါတ်2ဉာဏ်ရှင်အသိတိုးမယ်ဟုတ်ရဲ့လားဒါကြောင့်တရားလေးတွေနာဖြစ်အောင်နာကြပါဟုတ်ရဲ့လားဉာဏ်လေးရှင်တဲ့အခါကျတော့ကိုယ့်ရဲ့ခန္ဓာကိုပရမတ္ထသစ္စာတရားတိုင်းငါလို့မြင်ပါလားခန္ဓာ၅ပါးလို့ဘာနဲ့ရှင်မှာအဲ့တော့ရှင်ဒီဝရကြီးကလည်းဘာတွေရရှင်ဒီဝရကြီးကလည်းဘာရဦးဇင်းတို့ဆွေတော်မျိုးတော်တို့ကလည်းဘာရခန္ဓာရတယ်ဆိုတော့ခန္ဓာဘယ်နှပါးရဘာလို့သိတာအဲ့ဒီဉာဏ်ကဘာကြောင့်ရှင်းတာလဲလို့မေးလိုက်တော့ဘုရားယောဂီသူတော်စင်တို့ဟာတရားလေးနာကြတဲ့အခါကျတော့ဗราတရားတွေလည်းရှင်များသလိုကိုယ်တဏ္ဍာမှာဉာဏ်လေးတွေလည်းကိန်းတာပေါ့ဟုတ်ရဲ့လားဉာဏ်လေးတွေကိန်းတဲ့အခါကျတော့ဩရှင်တေဝရကြီးရတာတဲ့ခန္ဓာသည်လေခန္ဓာက၅ပါးတရားဟောနေတဲ့ကိုယ်တော်ကလည်းခန္ဓာ၅ပါးအောက်မှာတရားနာနေတဲ့ယောဂီသူတော်စင်တို့ကလည်းဩဉာဏ်ရှင်တော့ခန္ဓာကိုခန္ဓာလို့သိရတာမသိတာတကယ်လို့မြန်တရားတွေမနာလို့ဉာဏ်မရှင်ဘူးဆိုလို့ရှိရင်ဒီခန္ဓာကိုကြီးကိုပဲငါလို့ဆွဲမနေဘူးလားဆွဲနေပါဗျာငါမျက်စိနဲ့မြင်လားဟုတ်လားငါနှာခေါင်းရဲ့အနမ်းတွေကိုရတာငါနားနဲ့ဆက်ဆက်ကိုကြားလိုက်တာဟုတ်ရဲ့မှန်ပါဗျာဒီယုတ်နံဓမ္မသင်္ခါရဆိုတဲ့ခန္ဓာ၅ပါးကြီးကိုပဲငါလို့အကြောင်းပြုပြီးမဆွဲဘူးလားဆွဲပါဗျာဉာဏ်ရှင်လို့လားမရှင်လို့လားဉာဏ်မရှင်လို့ဆိုသိကြတယ်အဲ့ပုဂ္ဂိုလ်တွေတရားမနာတဲ့ပုဂ္ဂိုလ်တွေရှင်းရှင်းလေးပဲလေဟုတ်လားတရားနာတဲ့ပုဂ္ဂိုလ်တွေကဗราတရားတွေတူပေါ်မယ်ဉာဏ်လေးဉာဏ်လေးရှင်ပြီးတော့အတိတရားတွေဘာလို့မှာသိကြလားမသိကြဘူးဒီလိုယောဂီတို့စင်တို့အခုတရားတွေနာကြတဲ့အခါကျတော့သစ္စာတရားကိုသစ္စာတရားလို့မသိဘူးလားသိပါဗျာသရတရားကိုသရတရားလို့မသိဘူးလားသိပါဗျာသီလတရားကိုသီလတရားလို့မသိဘူးလားဘာဖြစ်လို့ကိုယ်တဏ္ဍာမှာဉာဏ်လေးရှိပြီးတော့အတိတရားတွေဘာလို့လာလဲသုံးပွားလာလို့ဟုတ်ရဲ့လားအဲ့တော့အရှင်တော်လည်းကြီးဟာမကောင်းတဲ့စိတ်တွေသူ့တဏ္ဍာမှာကိန်းလာတဲ့အခါကျတော့ရောက်တဲ့နေရာအချိုးကြီးကပဲလေးဖို့လိုချင်ပါတယ်ဆိုတဲ့အိမ်မှာရပါအောင်လို့လားနေရာတော့ကိုအချိုးကြီးကဘာစိတ်ကြီးကြောင့်စိတ်ကောင်းနေတာစိတ်ဆိုးနေတာအဲ့တော့ဦးဇင်းတို့ဆွေတော်မျိုးတို့ရဲ့ကံကံမှာစိတ်ကောင်းတွေပျောက်ပြီးစိတ်ဆိုးတွေဝင်လာမယ်ဆိုရင်အချိုးကြီးတွေကအပယ်လေးဖို့သိကြတယ်ဘာမှစတောင်းမနေနဲ့ဟုတ်ရဲ့လားလူချမ်းသာလက်ချမ်းသာမြမချမ်းသာနိဗ္ဗာန်လို့ဆုတောင်းမနေနဲ့ကိုယ်တဏ္ဍာမှာစိတ်အစိုးတွေဝင်နေပြီဆိုရင်တော့အပယ်လေးပုံငရဲလိမ့်စံပြိတ်ကအတူတကယ်ဆိုတဲ့အပယ်လေးပုံကိုအကျိုးပေးမှသိကြလားမသိကြဘူးကိုယ်လုံးခဲ့တဲ့အကြောင်းတရားကကောင်းတဲ့အကြောင်းတရားလားမကောင်းတဲ့အကြောင်းတရားလားမကောင်းတဲ့အကြောင်းတရားကိုလုံးရင်အကျိုးပေးကကောင်းမှာမလားမကောင်းဘူးဒါကြောင့်ဦးဇင်းတို့ရှိတဲ့ဒီဝရကြီးကိုအကြောင်းပြုပြီးတော့တာရကယူပြီးတော့ဩငါတို့ရဲ့ဦးဇင်းတို့ဆွေတော်မျိုးတို့ရဲ့တန်တန်မှာစိတ်ကောင်းလေးတွေဝေဖို့လိုလားမလိုဘူးလားအဲ့ဒီစိတ်ကောင်းလေးတွေပြောင်းမသွားဖို့ကဘာနဲ့ထေးရမှာဉာဏ်နဲ့ထေးမှာအဲ့ဒီစိတ်ကောင်းလေးတွေမပြောင်းမှာအဲ့ဒီစိတ်ကောင်းလေးတွေပြောင်းမသွားဘူးဆိုရင်အပယ်လေးကိုအကျိုးပေးပါမှာပေးပါပါဗျာသူ့ရဲ့အကြောင်းတရားကဟိုကကောင်းတဲ့အကြောင်းတရားမလို့အကျိုးပေးကကောင်းတဲ့အကျိုးတရားသိကြလားမသိကြဘူးဒါကြောင့်မကောင်းတာကိုလုံးရင်အကျိုးပေးကကောင်းတာကိုလုံးရင်အကျိုးပေးက
ရှင်းရှင်းဉာဏ်ထဲမှာပေါ်ရောပေါ်ရဲ့လားဒါကြောင့်ဦးဇင်းတို့ဒီနေ့ပေးလိုက်တဲ့ message လေးတွေဦးဇင်းတို့တခါမှမနေရတာဟုတ်ပြီဒါကြောင့်ဦးဇင်းတို့အရှင်တို့လည်းကြည့်တော့လေခန္ဓာ၅ပါးဦးဇင်းတို့ကြည့်လိုက်တော့ခန္ဓာ၅ပါးခန္ဓာ၅ပါးကဘာလဲလို့ပြောလိုက်တော့ရူပခန္ဓာဝေဒနာခန္ဓာသင်္ခါခန္ဓာအာရခန္ဓာဝိညာဏခန္ဓာခန္ဓာဘာနာပါဒီခန္ဓာ၅ပါးကိုဦးဇင်းတို့ကခန္ဓာ၅ပါးလို့မြင်ဖို့အတွက်ကတော့ကိုယ်တဏ္ဍာမှာဉာဏ်ကိန်းမှရမှာသဘောပေါက်လားအဲ့လိုကိုယ်တဏ္ဍာမှာဉာဏ်ကိန်းဖို့အတွက်ဆိုရင်တရားတွေနာမှရမှာရှင်းရှင်းရလားဒါကြောင့်ဦးဇင်းတို့ရူပခန္ဓာလို့ပြောတယ်ရူပခန္ဓာဆိုတာဘာကိုပြောတာလဲဆိုရင်မျက်စိနားနှာခေါင်းရှားကိုယုတ်တရားကြီးရလေရူပခန္ဓာဆိုတာယုတ်တရားမဟုတ်လားအဲ့ဒီယုတ်တရားကြီးကဘာကယုတ်တရားကြီးကဘာကိုပြောတာလဲဆိုရင်ဦးဇင်းတို့ရဲ့ဒီခန္ဓာကိုယ်ကြီးမှာမျက်စိကလည်းယုတ်တရားနားကလည်းယုတ်တရားနှာခေါင်းကလည်းယုတ်တရားရှားကလည်းယုတ်တရားဒီကိုယ်လုံးကြီးကလည်းယုတ်တရားဟောရူပခန္ဓာဆိုတာယုတ်တရားအဲ့ဒီရူပခန္ဓာဆိုတဲ့ဦးဇင်းတို့ဒီယုတ်တရားကြီးထဲမှာထပ်ပြီးတော့ပါရာကပါလေဝေဒနာခန္ဓာခံစားရတဲ့သဘောလေးမရှိဘူးလားရှိပါရဲ့အဲ့ဒါကိုဘာလို့ပြောခံစားတဲ့သဘောလေးကိုဘာလို့ပြောလဲဘာလို့ပြောစိတ်ခံစားတဲ့သဘောလေးကိုဘာလို့ပြောလဲဒီမှာယုတ်တရားကိုပေါ်ပြီးဆိုတော့ဦးဇင်းတို့ကနန္တရားဆိုတဲ့စိတ်ကလေးကိုရှာရတော့မှာပေါ့ဟုတ်ရဲ့လားဝေဒနာအဲ့ဒီခံစားရတဲ့သဘောလေးကဘာလေးလဲစိတ်ကိုယ်တဏ္ဍာမှာအော်လေးဒီလားထိုင်နေတော့ကတော့အခုတရားဟောတဲ့ကိုရောကတရားရှိတဲ့ခါကျတော့ညောင်းလိုက်တာဘာလေးပေါ့စိတ်လေးကခံစားတဲ့သဘောလေးမပေါ်တာပေါ့ဩငါတဏ္ဍာမှာစိတ်လေးခံစားတဲ့သဘောတရားစိတ်လေးပေါ်နေပြီထင်ရှားမထင်ရှားဘူးလားထင်ရှားတယ်နော်စိတ်ကိုမြင်အောင်ပြတာနော်ဒါကြောင့်ဝေဒနာခန္ဓာဆိုတဲ့ခံစားတဲ့သဘောလေးရှိမရှိအဲ့ဒီခံစားတဲ့သဘောလေးကိုဘာလို့ခေါ်နန္တရားပဲပြောရင်စိတ်ရှင်းရလားဉာဏ်ထဲမှာပေါ်ရလားဟောနောက်တော့ဝေဒနာခန္ဓာပြီးတော့ဗါလဲလေသိဉာဏ်ခန္ဓာမှတ်သားတဲ့သဘောလေးလည်းရှိပါတယ်ပလင်ဘောကကိုတော့ဘာများဟောမှလည်းမသိဘူးမှတ်တယ်ပြီးရင်မေ့တယ်ဟုတ်လားဘုရားကယောဂီတို့ဘာဟောသွားတာလဲမေ့သွားလို့ပါဖေဟာဟောအဲ့လိုမှတ်သားတဲ့သဘောလေးရှိတာမရှိဘူးရှိပါတယ်ဗျာဟောရှိတယ်နော်အဲ့ဒါကိုဘာလို့ခေါ်ဘာလို့ခေါ်ယုတ်တရားလို့ခေါ်မှလားဉာဏ်တရားလို့ခေါ်မှလားခန္ဓာကိုယ်ကြီးလို့ခေါ်မှလားစိတ်လို့ခေါ်မှလားဟောစိတ်လို့ခေါ်မယ်ဆိုတော့စိတ်ကိုတူရဆုလိုက်မယ်သုံးလို့ရပါယုတ်တရားကိုလည်းရပါဉာဏ်တရားနှမျိုးကိုလည်းဟောနောက်ထပ်ရှာလိုက်တော့သင်္ခါခန္ဓာပြီးတော့ဗါလဲလေသင်္ခါရခန္ဓာကဘာသဘောလေးရှိလဲဦးဇင်းတို့ရဲ့ခန္ဓာလေးမှာလေကောင်းတဲ့စိတ်ကလေးတွေဝင်လာတယ်ဒါကြောင့်မကောင်းတဲ့စိတ်ကလေးတွေဝင်လာတဲ့အခါကျတော့ဟောကောင်းတဲ့စိတ်ကလေးကိုအမြဲတမ်းမွေးရမှာပါလားအဲ့ဒီကောင်းတဲ့စိတ်ကလေးရဲ့နေရာမှာမကောင်းတဲ့စိတ်ကလေးတွေကအစားထိုးပြီးတော့မလုပ်တာလေပြုပြင်တဲ့သဘောလေးတွေအဲ့ဒီမကောင်းတဲ့စိတ်ကလေးပေါ်လာတဲ့အခါမှာတတိလေးနဲ့ဉာဏ်လေးနဲ့ထိန်းတဲ့အခါကျတော့ကောင်းတဲ့စိတ်ကလေးပြန်ဝင်လာဟုတ်ရဲ့လားအဲ့ဒါဘာလို့လာလဲပြုပြင်စစ်စော်စေတနာတွေကိုစစ်စော်နော်ဟုတ်ရဲ့လားအဲ့ဒါကိုသဘောပေါက်ရဲ့လားဒါကြောင့်သင်္ခါရခန္ဓာပြုပြင်မှုဦးဇင်းတို့ရဲ့စိတ်လေးတွေမှာအမြဲတမ်းပြောင်းလဲမနေဘူးလားအဲ့ပြောင်းလဲတာပြုပြင်တဲ့သဘောကိုပြောတာအဲ့ဒါကယုံတရားကဉာဏ်တရားလားဟောဉာဏ်တရားတူရဆုလိုက်ဘယ်လိုမျိုးဖြစ်သွား၄မျိုးခန္ဓာ၅ပါးကဘယ်လိုမျိုးဖြစ်သွားပြီဟောနောက်တစ်ခါတစ်မျိုးကိုထပ်ရှာလိုက်တော့ပါတယ်လေဝိညာဏခန္ဓာဘာသဘောရှိသိမှုသဘောလေးဦးဇင်းတို့တဏ္ဍာမှာသိတဲ့သဘောလေးမရှိဘူးလားသိတဲ့သဘောလေးရှိတယ်နော်ကိုနေရာမှာပူလာတာကိုသိလိုက်တယ်ဒီနေရာမှာအေးသွားတာကိုသိလိုက်တယ်
ဒီနေရာမှာ